မြန်မာနိုင်ငံမှာထွက်ခွာနိုင်ငံရဲ့ချဝီမှာမိသားစုစင်ပြေအောင်လို့ဝိုင်းရည်အတွက်ကိုကြိုးစားရှာတော်နိုင်ငံကြီးကိုအချင်းချင်းလို့မဟုတ်ရပါပြောလို့လည်းမဟုတ်ရပါဘူးဟာအမေမျောလေးလို့အတန်းပညာမှမပြည့်စုံခဲ့တာဗျာမြန်မာနိုင်ငံမှာထွက်ခွာနိုင်ငံရဲ့ချဝီမှာမိသားစုစင်ပြေအောင်လို့ဝိုင်းရည်အတွက်ကိုကြိုးစားရှာ